ဒီနေ့ဘာပြောပြချင်လို့ဆိုတော့ဒီပေါ့နော်ကာတကမတို့ကြားနေကြပါပဲယရနာတုတ်တော်အကြောင်းလေးပါယရနာတုတ်တော်ကိုရလားဆိုရင်ရကြတယ်ရွတ်လားဆိုရင်ရွတ်ကြတယ်ဒီယရနာတုတ်တော်ရဲ့အကြောင်းကိုဆရာတော်ကြီးဒေါက်တာနန္ဒမလာပြုဝန်တာဟောထားပါတယ်တကယ်လို့မသိတဲ့သူတွေဟာဒီဘာကြောင့်ဒီယရနာတုတ်ကိုဟောရတယ်လဲဆိုတော့သွားပြီးတော့နားထောင်လို့ရပါတယ်နားလို့ရပါတယ်เนาะအဲ့ဒါတော့မလုံးဆိုတော့ရှင်အာနန္ဒာကတော့ဟောထားတာရှင်အာနန္ဒာဟောတယ်เนาะဟောတယ်ပေါ့เนาะဒါတော့ပြိဋိနဲ့လိုမျိုးပတ်တယ်ဒါမျိုးပေါ့ရှင်အာနန္ဒာဘယ်လောက်ထိကြောင်ဟောတော့ဆိုရင်ခုနကတိယမရတ္တိတိယမရတ္တိဆိုတဲ့ရတ္တိနဲ့သူကဘာလို့ဆိုတော့ညာလုံးဘောက်ကိုဟောထားတာအဲ့ဒါမျိုးကျွန်တော်ဒီဟိုပေါ့ဒီဦးစင်တို့မြန်မာနိုင်ငံမှာဆိုရင်အတ္တမစဲမဟာပဋ္ဌာန်းပွဲပဲရှိတယ်ဆိုတဲ့အကြောင်းတွေလည်းပါတယ်ဒီပေါ့အတ္တမစဲမဟာခဏတော့ဒီပဋ္ဌာန်းပဲရှိတယ်ခုနကပရိကြီး73ညာလုံးပေါက်ရုပ်ပွဲဆိုတာကြီးတော့မရှိဘူးပေါ့နော်ဒီဟာတွေကိုလည်းကြားသိရမယ်ဒါကြောင့်မို့လို့ဒီခုနကတော့ယရနာတုတ်ကိုရွတ်မယ်ဆိုလို့ရှိရင်ဘုရားရှင်ရဲ့စပြီးတော့ခုနကတော့ဘုရားရှင်ရဲ့ဒီပေါ့နော်ဘယ်လိုပြောမလို့ဆိုတော့ဒီကျင့်ခဲ့တဲ့ကျင့်စဉ်တွေအဲ့ဒါတွေဘဝဖြစ်စဉ်တွေကိုပြန်သိရမယ်တတိထားရမယ်ဒါတွေသစ္စာတွေနဲ့လုပ်ခဲ့တာတွေအများကြီးပဲအဲ့ဒါပြောဒါကြီးပြောရရင်တော့များပါတယ်တကယ်လို့ကြနနာပို့ပြီးတော့လာခြင်းနေဆိုရင်ဆရာတော်ကြီးဒေါက်တာနန္ဒမလာပြီးဝန်တာဟောထားတဲ့ယရနာတုတ်နှစ်ချုပ်ပေါ့နော်အဲ့ဒါကိုဆရာတော်ကြီးက3ပိုင်းပိုင်းပြီးတော့ဟောထားပါတယ်အဲ့ဒါလေးကိုနားကြပါလို့တိုက်တွန်းလိုပါတယ်ဦးစင်ကတော့ဘာလို့ဆိုတော့ဒီယရနာတုတ်နဲ့ပတ်သက်ပြီးတော့ဆရာယရနာတုတ်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့နားထောင်ကြည့်ဟိုပါပေါ့နော်ရွတ်ကြည့်မှာပေါ့နော်ရွတ်ကြည့်မှာပေါ့ဦးစင်တို့ကလည်းဒီလိုမျိုးပေါ့နော်ဒီလိုပါဠိပတ်သားစာတွေနဲ့ဝေးတာကြားပါပြီအကြောင်းမလို့ပြန်ရွတ်ကြည့်ပါမယ်နားကြားနိုင်တဲ့သူကတော့နားကြားကြည့်ပေါ့နော်အရန်ကိုမြင်မမြင်အန်ဒီရီထိတောင်ကာကွယ်ပေးနိုင်တဲ့ယရနာတုတ်ပါဘုရားရှင်ကိုယ်တိုင်ရရင်ပြီးတော့အနိကကြီးကျက်ပြီးတော့မှဟောညွန်ပြသတဲ့တုတ်ပါပဲဒီဥစ္စာအကျိုးရင်ဆိုရင်ဆရာတော်ကြီးထဲမဲ့ပို့ပြီးတော့နားထောင်လိုက်ပါနားယူကြပါဒါဆိုရင်တော့အရန်ကောင်းပါတယ်ဆရာတော်ကတော့မပြောပြတော့ပါဘူးเนาะဆရာတော်ရွတ်ထားလေကြည်ပေါ့ထန်ဂရိုင်းကြမကြအဲ့ဒါလေးမကြဘူးဆိုရင်လည်းဒီခံပြီးတော့အနာယူကြပါလို့ပြောချင်ပါတယ်ပဏိဒါနတောပဋ္ဌာယတထာဂရတဒတ္တပါရမီယောဒတ္တဥပပါရမီယောဒတ္တပရမတ္ထပါရမီယောတိသမတ်ဒိန္တာပါရမီယောပြစ္ဆမဟာပရိစ္ဆာဂီလောကရစရိယံညာတရစရိယံဘုဒ္ဓရစရိယံတိတိတ်သောစရိယာယောပစ္စည်းမဘဝေကဘာဝောကံတိဇာတိယဘိနိကမနံပရဏစရိယံဘောဓိပလင်္ဂီမာရာဝိဇယံသဗ္ဗညုတညနပရိဝေဒံဓမ္မစကပဝတ္တနနဝလောကုတ္တရဓမ္မေသဗ္ဗေဘိမိဗုဒ္ဓကုဏေအဝိဇ္ဇတဝါဝေဒာလိယတိတုဘာဂရန္တရေတုတိယမရတ္တိံပရိဒံကရွန်တောအာယသမအာနန္ဒထေရောဝိယကာရုညစိတ်တံဥပတပိတဝါကောရိတတသဟတိတုသကဝါလီတုဒေဝတာယတနာပရိကဏန္တိယင်္စဝေဒာလိယပုရိရောဂမနုဿဒုဗ္ဗေကတံဗုဒ္ဓံတိဝိဒံဘယံခိဗမန္တရာဓာပိတိပရိဒံဓမ္မနာမဟိယာနိဒဗုဒ္ဓာနိသမဂဒာနိဘုမာနိဝါယာနိဝအန္တလိခေတဗ္ဗေဝဗုဒ္ဓတုမနာဘဝန္တုအထောပိတကိစ္စတုနန္တုဘာတိတံတတမဟိဗုဒ္ဓနိဒာမေထာတဗ္ဗေမိတံကရောထမနုတိယပဇာယဒီဝါဇရရောဇဟရန္တိယေပလိံတတမဟိနေရခတ္တအပမတ္တာယံကိဉ္စီဝိတံဣဒဝါဟုရံဝါတ
ဂီသူဝါယံယရဏံပဏိတံနာနောဓမ္မအရိတရာဂတိနာဣဒံမိဗုဒ္ဓေယရဏံပဏိတံဧဒေနာသဇေနသူဝတိဟောတုခယံဝိရကံအမတံပဏိတံယရိစကတကြာမုနိသမာဟိတောနာဒေနာဓမ္မေနာသမထိဂိဉ္စီဣဒံမိဓမ္မေယရဏံပဏိတံဧဒေနာသဇေနသူဝတိဟောတုယံဗုဒ္ဓတိရောပရိဝဏယိတုဇိံတမာရိမာနရတိကညာမဟုတမာရိနာဒေနာသမောနဝိဇတိဣဒံမိဓမ္မေယရဏံပဏိတံဧဒေနာသဇေနသူဝတိဟောတုယေပုဂ္ဂလအရဟတရံပတ္တရာသတ္တရာရိဧဓာရိဧတာနိယုဂာနိဟွန်တိတေဒဂိနေယတုကတတသာဝကဧဒေတုဒိဏာနိမဟပလာနိဣဒံမိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုယေတုပယုတ်ဓမ္မနတာဒံလီနာနေဂာမိနောဂေါဓမသာသနာမိတေပတိပတ္တာအမတံဝိကရှာလက်ဓာမူရာနိဗ္ဗုန်တိဘုံသာမာနာဣဒံမိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုယရိန္ဒခီလောပရဝိတိတောတိယစရုပ်ဝိဝါဒေဟိအတံပကံပိယောတထုပမံတပုရိတံဝရာမိယောရိယသစ္စာနိအဝိဇ္ဇပတ္တိဣဒံပိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုယေရိယသစ္စာနိဝိဘာဝယန္တိဂံဗီရပင်ညေနာတုဒေတုဒါနိဂံဗီရပင်ညေနာတုဒေတိဒါနိကိဉ္စာပိတေဝန္တိဘုဒ္ဓံပမတ္တာနာဒေဘဝံအထမမတိယန္တိဣဒံပိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုသဟဝတ္တတတနာတမ္ပရာယတယတုဓမ္မဇိဒဘဝန္တိတက္ကာယဒိဋ္ဌိဝိသိကိဉ္စီတင်္စာသီလပဒံဝါပိယထတိကိဉ္စီဇတုဟဘာယေဟိဇာဝိပမုတ်တောစိဇာပိဌာနာနိအပပကာတုံဣဒံမိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုဂိဉ္စာပိသောကမ္မကရောတိပါပကံကာယိနာဝါစာဥဒစေတသာဝါအပပသောတတပရိစ္ဆာရာယအပပဒာဒိဋ္ဌပရတဝုဒ္ဓဣဒံမိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုဝနဘဂုဘေယရပုဒ္ဓိတက္ကေဂိမာနမာတိပထမသမိန်ဂိမေတထုပမန္တမဝရံအာရိတိနိဗ္ဗာနဂာမိန်ပရမံဟိတာယဣဒံပိဗုဒ္ဓေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုဝရောဝရိညုဝရတောဝရဟရောအနုတ္တရောဓမ္မဝရံအာရိတိဣဒံပိဗုဒ္ဓေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုခိနံပုရာဏနဝနထိတံဘဝံဝိရတာစိတ်တာယတိကေဘဝသမိန်တေခိနဘိဇာအဝိရုံနိစန္ဒာနိဗ္ဗန္တိတိယယရယံပရိဘောဣဒံမိသံဃေယရဏံပဏိတံဣဒေနာသစ္စေနသူဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂရာနိဘုမာနိဝါယာနိဝအန္တလိခေတထာဂရံဒေဝမနုဿပူဇိတံဗုဒ္ဓံနမတာမသူဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂရာနိဘုမာနိဝါယာနိဝအန္တလိခေတထာဂရံဒေဝမနုဿပူဇိတံဓမ္မံနမတာမသူဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂရာနိဘုမာနိဝါယာနိဝအန္တလိခေတထာဂရံဒေဝမနုဿပူဇိတံတံဃံနမတာမသူဝတိဟောတုယရဏသုတ်တံနေတိတမဗျာဆရာဟောပေါ့နော်ဆရာတော်ပြောချင်တာဘာလို့ဆိုတော့ဆရာပြောချင်တာအကြံပြုချင်တာကဒီယရဏသုတ်အကြောင်းကိုပါဠိလိုတင်မရွတ်ဖဲနဲ့တကယ်ပဲဒီရဲ့အနက်အဓိပ္ပာယ်ကိုသိပြီးတော့ရွတ်လို့ရှိရင်ပို့ပြီးတော့တန်ဖိုးကြီးပါတယ်ဒါကြောင့်မို့လို့ဒီယရဏသုတ်အကြောင်းကိုဘာကြောင့်ဘလို့ဖြစ်လာတယ်ဆိုတဲ့ဟာတွေကို
နာယူတင်ပါတယ်နာယူပြီးမှသာလင်ကိုကဒါလေးကိုထပ်ပြီးတော့ရစ်ပါလို့တိုက်တွန်းပါတယ်အကျိုးကျေးဇူးတွေအရန်ထူးခြားပါလိမ့်မယ်တကယ်ကိုစိတ်ပါလက်ပါနဲ့ရွတ်ပါနော်တမိုးကြီးပါတယ်ဟိုဆရာတော်ဒီလိုပြောပြတယ်ဆိုတော့ဆရာဦးစင်းဒီလိုပြောပြတယ်ဆိုတာဟိုဘာသာရေးဆွဲဆောင်မှုလို့ဘာမှမရှိပါဘူးဆရာဘယ်လိုပြောလို့ဆိုဦးစင်းရဲ့စိတ်ထဲမှာဘာမှမရှိပါဘူးဘာလို့ဆိုတော့ဦးစင်းစိတ်ထဲမှာရှိတာကဦးစင်းတို့ကငယ်တည်းကဒီလိုပရိကြီးဒီနဲ့ပရိကြီးစတတုပ်ပေါ့နော်ဒါမျိုးတွေနဲ့ဆရာဦးစင်းတို့ကရင်းနှီးခဲ့ပါတယ်အခုတော့ဒါတွေကိုပြန်ပြီးတော့ကြည်နေပါတယ်ဦးစင်းတို့ကဒုံဘာနော်9ရက်တာလာပဲဝတ်ထားပါအဲ့ဒီအတွင်းမှာစိတ်ကိုအကောင်းဆုံးတန်ရှင်းအောင်ထားပါတယ်ပြီးရင်ဒီလိုပေါ့နော်ဒီလိုတရားဒီနာဒီစာတွေရွတ်အဲ့လိုမျိုးနေနေပါတယ်အားလုံးကိုဖြစ်စေချင်လို့ပြောတာပါကိုကပြီးတော့ရွတ်ကြည့်ပဲဆိုရင်အဆင်မပြေပါဘူးဒီအနက်အတိတ်ပဲလေးကိုသိပြီးတော့မှရွတ်ရတာတကယ်ကိုမှတမိုးကြီးလာပါတယ်ဒါကြောင့်မို့လို့အနက်အတိတ်ပဲကိုသိပြီးတော့မှရွတ်ကြပါလို့ဆရာဦးစင်ကပြောချင်ပါတယ်တကယ်၍ဆရာတော်ကြီးရဲ့နော်ဒီယရဏသုတ်အကြောင်းကိုအနှစ်ချုပ်အကြောင်းကိုအပိုင်း1 2 3တကယ်လို့မသိလို့ရှိရင်လည်းဦးစင်ရှိမယ်လာပြီးတော့မီးလို့ရပါတယ်ပြောလို့ရပါတယ်အလုံးကျေးဇူးတင်ပါတယ်နော်